Laura ဒီနေ့တင်းတိတ်အကြောင်းဆွေးနွေးပေးပါမယ်နော်အခု Laura ဓာတ်ပုံလေးတစ်ပုံပြပါမယ်ဒါ Laura ရဲ့တင်းတိတ်ကိုမကုသမီပုံရဲ့ကုသပြီး2လခွဲအကြာမှာဖြစ်ပေါ်လာတဲ့ result လေးကိုရှင်းပြထားတဲ့ပုံလေးပဲဖြစ်ပါတယ်ဆိုတော့ဒီ patient က Laura နဲ့မတွေ့ခင်မှာဒီတင်းတိတ်ဒီနှစ်ချို့နေခဲ့ပြီဖြစ်ပါတယ်ဆိုတော့နှစ်ပုံကြည့်ရတဲ့လေဒါနှစ်ချို့မှန်းသိတာပါတယ်နော်သူပြောပြရတဲ့နှစ်တွေအရန်ကြာပြီမကုပဲထားခဲ့ရလားဆိုတော့လေမဟုတ်ဘူးသူကုခဲ့တယ်ဒါပေမဲ့နီးမှန်လမ်းမှန်နီးစနစ်တော့မကြခဲ့တဲ့အတွက်မျက်နှာကဓာတ်ပုံထဲမှာမသိတာပေမဲ့အပြင်မှာဆိုရင်သူစရောက်ခါစားမျက်နှာကြီးမှာရဲတွတ်နေခဲ့တယ်ပြီးသွားတော့နေရာတွေလည်း area တွေလည်းတော်တော်ကြီးကိုပြန့်နေခဲ့ပြီပေါ့နော်သူအရန်စိတ်ပူခဲ့တာတွေ့ရတယ်အဲ့တော့တင်းတိတ် patient တိုင်းမှာရှိတယ်သူတို့မှာမျက်နှာတွေပျက်စီးသွားတာမဟုတ်ဘဲနဲ့သူတို့ရဲ့စိတ်ထဲမှာ phobia တစ်ခုရှိတယ်သူတို့ရမ်းကြောက်တဲ့စိတ်ပေါ့နော်ရမ်းစိုးရင်ကြီးနေတဲ့စိတ်ရှိတယ်အဲ့ဒါက Laura ငယ်ငယ်လေးကလည်းမြင်ခဲ့ရတယ်ကိုမိခင်မှာပေါ့နော် Laura မေမေငယ်ငယ်ကကလေး3ယောက်ကိုကျောင်းပို့ကျောင်းကျိုးတင်တန်းပို့တင်တန်းကျိုးဟင်းချက်တယ်အပူတွေထိတယ်ဈေးသွားတယ်နေပူမိတယ်အဲ့ဒါတွေအကုန်လုံးရဲ့နောက်ဆက်တွဲအနေနဲ့တင်းတိတ်တွေဆွဲခဲ့တယ်မေမေဆိုတာသူ့မျက်နှာကိုသူကင်မိခါတဲ့ကုန်းပြီးတော့အောင်ငိုတာတွေ Laura တို့တွေ့ဘူးတယ်ဆိုတော့အော်အဲ့တော့ကိုကကလေးပေါ့ဆိုတော့ကြီးလာတဲ့အချိန်မှာမမေလိုဖြစ်တာတွေကိုကုပေးချင်တယ်ဆိုတော့အခုကုခွင့်လည်းရလာပြီကိုတကယ်ကို aesthetic doctor ဖြစ်လာပြီဆိုတဲ့အချိန်ကျတော့ patient တွေရောက်လာတဲ့အချိန်မှာသူတို့လည်းသူတို့ရဲ့ history ကိုပြောပြတဲ့အချိန်သူတို့မျက်နှာမကောင်းတော်တော်မကောင်းကြအောင်ကိုလည်းကြားတိုင်းတကယ်စိတ်ထဲမှာခံစားချက်ကြီးကတစ်မျိုးဖြစ်တယ်ငယ်ငယ်တုန်းကမေမေပြောတဲ့အတိုင်းတွေပဲပေါ့နော်ပြန်ပြီးတော့မြင်အောင်လာတယ်တင်းတိတ်ဒီအရန်ခတ်ပါတယ်ကုရတာဆိုတော့customer အတွက်လည်းခက်တယ် Laura တို့ဆရာဝန်တွေကုပေးရတဲ့ဆရာဝန်တွေလည်းအရန်ခက်ခဲတယ်ဝက်ချန်လည်းမတူဝက်ချန်ဆိုရင် Laura ကုရင်တစ်ပတ်နဲ့လည်းအများဆုံးပျောက်ဘူးသလိုအကြာဆုံးတော်တော်ဆိုးတဲ့အနေအထားမှာစကုရင်4လမှာပျောက်တယ်4လမှာပျောက်သွားတယ်ဆိုတော့အရန်စိတ်မပူဒါပေမဲ့တင်းတိတ်ကြတော့ကိုအရန်စိတ်ပူတယ်ခက်တယ်တော်တော်လေးခက်တယ်ဒီအမလည်းရှေ့မှာကုခဲ့တာတွေကပတ်စံနေတာကုန်ပြီးတော့ဘာမှအရာမထင်ခဲ့ဘူးဒါသူကိုတွေ့ကြုံပြီးပြီဒါပေမဲ့ Laura ကသူ့ကိုဟော်မုန်းကြောင့်နေဖြစ်မှလဲစိတ်ပူတယ်အဲ့လိုဆိုပိုခတ်မှာဆိုလို့သွေးတွေစစ်ခိုင်းနေသွေးအဖြေတွေရဆေးအဖြေရလက်တွေအကုန်လုံးစစ်ဆေးပြီးဖတ်ကြည့်ပြီးတော့မှသူ့အတွက် special guideline တစ်ခုပေါ့နော် treatment plan ဆွဲချလိုက်တယ်ပြီးတော့ visit ကိုမှန်မှန်လာခိုင်းပြီးကုသလိုက်တာအခု2လခွဲမှာအခုလိုကောင်းမွန်တဲ့ရလက်တစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်